support လား ဟေး ပြောပါဦးငါဟာ lucky ဟေး ပြောရလေအစိမ့်မစားလို့ရတာလို့ကျွန်တော်တို့ကဒီနေ့ imposter game လေးဆော့မှာဖြစ်ပါတယ်ခင်ဗျာ ဟုတ်ပါတယ် ဟုတ်ပါတယ်အဲ့တော့ imposter game ဆိုတာကျွန်တော်တို့စိတ်ထဲမှာခံမှန်းထားတဲ့ဒီအရာဝတ္ထုသို့မဟုတ်လူပုဂ္ဂိုလ်ပေါ့လေခံမှန်းရမယ့် game လေးပေါ့နော်ကျွန်တော်ခံမှန်းထားတာကဒါ okay အဲ့တော့ငါရေးပေးမယ်နော်တယောက်တစ်ခုစီဆိုတော့ငါရေးပေးမယ်နော်နေဟာက အဲ့လိုဖြေရရင်မတော်ဘူး ငါလည်းမတော်ဘူးညံ့တယ်လေ ညံ့တယ် ငါတို့တူတူပဲအဲ့တော့နေခံမှန်းထားတာက အေးမပေါက်ဟဲ့ငါစစ်ချင်အဲ့တော့နေဟာကဟိုစားကြလား ငါ့စုံစမ်းတာ စား ငါ့ကိုမေးတာစားလို့လည်းရတယ် စားလို့လည်းရတယ် ဟုတ်ပြီ ဟုတ်ပြီ ငါပြန်မေးရမှာပေါ့ညကပါလေ ဘာလဲလို့ပြောလို့ရ ရလား ဒီလိုပဲစားလို့ရတယ်ပေါ့စားလို့ရတယ်ပေါ့အဲ့တော့နေဟာကစားလို့ရတယ်ဆိုတော့ဟိုဗာလဲအသီးတွေရလားအသားတွေရလား အသားလည်းဟုတ်တယ် အသားလည်းဟုတ်တယ်ဆိုတာဗာလဲအသီးလည်းဟုတ်တယ်လို့လား အသီးတော့မဟုတ်ဘူးအဲ့တော့နင်ကစားတော့လား စားလို့ရတယ်လို့ခုနက စားလို့ရတယ်နော် လေစားလို့ရတယ် စားလို့အသားလား အသားပေါ့ အသားပဲလား အသားပဲအသားပေါ့ ဟုတ်ပြီပြန်မေး ဟုတ်ပြီငါမေးရမယ်လေအဲ့တော့तू ကအသားထဲမှာအသားထဲမှာ तू ကလုံးတဲ့ပုံတရလားပြားတဲ့ပုံတရလားဒါမှမဟုတ်ရှည်ရှည်မျောမျောအချောင်းလား လုံးလို့လည်းရတယ် လုံးလို့လည်းရ ပြားလို့လည်းရတယ် ပြားလို့လည်းရတယ် ရှည်ရှည်မျိုးမျိုးတွေလည်းပါတယ် support လား ဟေး ပြောပါဦး တို့လို့စပေါ်ကဘလို့ရှည်ရှည်မျိုးမျိုးလဲတို့လို့စပေါ်ကဘလို့ရှည်ရှည်မျိုးမျိုးလဲဟုတ်ပြီ ဟုတ်ပြီ အဲ့တော့အသားနော်ပဇွန်လား မဟုတ် တန်ဖြေတန်မေးလိုက် တန်းပြလို့ဖြေလို့မရဘူးတန်းပြောလို့ဆက်မေးဦးလေ case မသိဘူး အသားဟော့ပေါ်တယ်ထည့်စားလား ဟော့ပေါ်တယ်တော့ထည့်မစားဘူးဟော့ပေါ်တယ်တော့ထည့်မစား ဟော့ပေါ်တယ်ထည့်မစားဘူးလား မစားဘူးဟော့ပေါ်တယ်ထည့်မစားဘူး အချောင်းလား ပေါ့လေဘေးကတစ်ခုပဲရမှာလေ အေး အေးနော်အဲ့တော့ငါမေးမယ် နေဒီလေနေ ငါတို့ဒီလေဒီအဲ့တော့နောက်တစ်ခုထပ်မေးမယ် အမေ အဲ့လိုလုံးလို့လည်းရတယ်ပြားလို့လည်းရတယ် ဟုတ်တယ် အချောင်းပုံစံနဲ့လုံးလို့ရတယ် အချောင်းလည်းပါ နော်ဟုတ်တယ်နော်အချောင်းလဲပါတယ်အချောင်းလဲပါတယ်လုံးလို့လည်းရတယ်ဆိုတော့ तू ကအဲ့ဆိုလို့ရှိရင် तू ကအဲ့လိုအလုံးတက်တက်အချောင်းတက်တက်လား ဘလို့လဲလုံးကျတယ် အလုံးတက်တက်အချောင်းတက်တက်လားဥမာကြက်ဥချောင်းတို့ဘာလို့ဆိုရင်ဟာကြက်ဥအဲ့လိုကြက်ဥချောင်းအဲ့လိုအချောင်းဖွာလေးရှိတယ်အဲ့လိုအချောင်းတက်တက်အလုံးတက်တက်လား ဟုတ်သူကအသားလေအဲ့တော့အလုံးလည်းရတယ်ပြီးအချောင်းလည်းရတယ် ဟာအဲ့ဆိုလို့ရှိရင်အချောင်းဥမာအလုံးလည်းရတယ်အချောင်းလည်းရတယ်အပြားလည်းရတယ်လို့ပြောရနော်အဲ့ဆိုရင်ဟိုဟာလုံးလို့ရလားဗာလဲပြုတ်စားလို့ရလား ရတာပေါ့အသားဆိုမှတော့ ပြုတ်စားလို့ရလား ဟုတ်တယ် ဟာအဲ့ငါထင်တာတော့ဒီမျိုးဖြစ်သွားပြီကဲလေအဲ့ဒါဆိုရင် ဟော့ပေါ်တယ်မပါဘူးနော် မပါဘူးဟော့ပေါ်တယ်မပါဘူး ဈေးထဲမှာအလွယ်တကူဝယ်လို့ရလား သူကဈေးထဲမှာမဟုတ်နေရာတိုင်းမှာအလွယ်တကူရနိုင်တယ်နေရာတိုင်းမှာအလွယ်တကူရနိုင်တယ်အဲ့ဒီအသားနေရာတိုင်းမှာအလွယ်တကူရနိုင်တယ် ဟုတ်ပြီမေး ဟုတ်ပြီအဲ့တော့ခုနနေမေးတဲ့မေးခွန်းလိုပဲအဲ့ဒီဟာကစူပါမားကတ်တို့နေရဲ့အသားအဲ့လိုစူပါမားကတ်တို့ဘာလို့ညာတို့မှာရောရှိလား ရှိတဲ့စူပါမားကတ်မှာရှိတယ် ရှိတယ်စူပါမားကတ်မှာရှိတယ်အချောင်းလေးလုပ်လို့ရတယ်ပြားလေးလုပ်လို့ရတယ်ဆိုအပြားလုပ်လို့ရဟောဟုတ်ပြီ ဟုတ်ပြီ ဆက်ပြီ တိရောက်ပြီးကုန်ပြီတော့ဒီစဉ်းစားလို့ရတယ် ဈေးကြီးလား तू ကဈေးကြီးတဲ့အချိန်လည်းရှိရယ်ဈေးပေါ်တဲ့အချိန်လည်းရှိတယ်တချို့တက်တဲ့အသားဆိုလို့ရှိရင်တချို့တက်တဲ့အသားဆိုရင်ဈေးကြီးပေးစားရတာဖြစ်ပြီးတော့တချို့မတက်တဲ့အသားဆိုလို့ရှိရင်တော့အလကားလည်းရနိုင်တယ်လို့အလကားလည်းရနိုင်တယ်လို့ free လည်းရနိုင်တယ်လို့အဲ့လိုတော်ရုံတင့်ရုံဈေးနဲ့လည်းအဆင်ပြေသွားတယ် ခွေးသားလား မဟုတ်
လူလားအတား ဟုတ်တယ် ဈေးလဲတက်တာတယ်တခါတလေလဲဈေးကြီးတယ် ခါတည်းလဲဈေးကြီးရယ် ဈေးထဲမှာဝယ်လို့ ဈေးထဲမှာမဟုတ်နေရာတိုင်းမှာရနိုင်တယ်တော့နေလက်ငါဒီတခုမဖြစ်နိုင်ငါခုမစဉ်းစားနိုင်တော့ငါပန်းပေးမှာ ပြော နေမေးရမှာလေ ဘာခုနငါမေးရလေငါမေးရမှာလားဟုတ်တယ်နော်ငါလေနော်โอเคနောက်တစ်ခုကကြတော့ဟုတ်ပြီအဲ့တော့နေကဈေးထဲမှာလည်းရနိုင်တယ်လို့နေပြောရယ်နော်ဟုတ်တယ်နော်ဈေးထဲမှာလည်းရနိုင်တယ်ပြီးတော့ပြားလို့လည်းရတယ်ဟွာလည်းရတယ်ဆိုတော့ तू ကအဲ့လိုထောင်းပြီးတော့ထောင်းလို့ရတာအဲ့ဒီဟာကိုပြားလို့လည်းရတယ်ဟွာဆိုတော့အဲ့လိုထောင်းလို့ရတာ ရတယ် ထောင်းလို့လည်းရတယ်ထောင်းလိုက်အမှုန့်ဖြစ်သွားတာလားကြိတ်ပြီးသားဖြစ်သွားတာလား မဟုတ်ဘူးလေကြိတ်တာနဲ့မဆိုင်တော့လေထောင်းတာနဲ့ဘာဆိုင်လို့လဲ အဲ့ထောင်းလိုက်ပြားသွားတာလား ထောင်းကတော့ပြားတာပေါ့ ငါဖယ် မဟုတ်ဘူးစားချင်နိုင်မပြောနဲ့ဒီစားချင်ပြောနဲ့ငါပြောကြည့်မယ် အေးပြော အမဲသား မှားတယ် ဟာ အဲ့ဒါပန်းပေးလား မပေးဘူးငါဆက်ပြောကြည့်တယ်ဥမာနင်ကပန်းပေးလား ငါပန်းပေးရ ပန်းပေးတယ် ပန်းပေးရဗါ မစင်းစားလို့လား မစင်စားလို့မမြင် ငါ ဘူး အရင်လွယ်တာ အရန်လွယ်တာ အေး ဟုတ်လားအဲ့တော့အချောင်းလေးလုပ်လို့ရအချောင်းလေးဆက်ပြောကြည့်မယ်အဲ့ ငါ ငါ လည်း ပြော လုပ် လို့ လို့ ရ ရတယ်ပြုတ်လို့လည်းရတယ် ပြုတ်လို့လည်းရတယ် ဈေးထဲမှာလည်းရတယ်စူပါမားကတ်တွေမှာလည်းတချို့နေရာတွေမှာရတယ် ကြက်မဲ မဟုတ်ဘူး ထောင်းလို့လည်းရတယ် ဟုတ်တယ် အသားထဲမှာ ဟုတ်တယ် အရေးကုန်ပါလား ပါပါတယ်အရေကွန်းကအသားကြီးမှာပါတာပဲ ဟုတ်လားအဲ့ဒီအသားရဲ့တရိတ်ဆန်သူမဟုတ်အကောင်ကကြီးလား ကောင်းကောင်းမွေးရင်ကြီးတာပေါ့ ကောင်းကောင်းကြီးရယ် ပိမ့်ပိမ့်ညောင်ညောင်လည်းရှိတယ် လော ဟဲ့ဘလို့လဲအသားလုံးအိုင်ပြောမှမသိဘူးငါပြောမယ်သူကဟင်းချက်စားလို့ရလား ချက်စားလို့မရ အသားလည်းပြောသေးတယ်ချက်စားလို့မရ စိမ့်စားရတာ အစိမ့်စားလား စိမ့်စားရတာ အစိမ့်စားလား ဟုတ်တယ်စိမ့်စား ဆယ်လမွန် မားတယ် ဟာရှိလို့လား အဲ့တော့ခုနငါဟာနင်းဟာဆက်ပြီးတော့မှန်းမယ်နော်အဲ့တော့ तू ကအကောင်ကြီးရလည်းရှိရအကောင်သေးရလည်းရှိရအမဲသား ပဇွန် မားတယ်အမဲသား မဟုတ်ဘူး ကြက်သား မှန်တယ် ငါနိုင်သွားပြီ တာဟုတ် ငါနိုင်သွားပြီ မေငါနဲ့ရှုံးငံကြီးကိုမရှုံးစေခြင်းလို့ ချက်ချင်း အဲ့ငါပါလေ ကြက်သားလို့နင်းကငါပြောရလေ ငါကြက်သား အေးလေနင်းကကြက်သားလေ နင်းကပါလေ ငါဟာ lucky ဟိုင်း ဒီကပြောရလေအစိမ့်မစားလို့ရတာလို့ဈေးထဲမှာတွေ့နိုင်တာလို့ပြီး အရန်အရန်ညဉ့်ညမ်းတယ် နေရာတိုင်းမှာတွေ့နိုင်တယ်လေနေရာတိုင်းမှာတွေ့နိုင်တယ်လေမဟုတ်ဘူးလားငါလည်းတော့ဒီတော့ ဒီကနေစာအိတ်ပြီးတော့စိတ်ရွှေညဉ့်ညမ်းတယ်